မေအဆင်ပြေလားအမေမတည်သေးတော့အမပါဘူးအမေရရလားလို့ပြောလို့အမေရလား ရတယ်တမီးဘာဖြစ်ပါ့ ဘာဖြစ်တာပြောရအမေကတည်တော့ရတဲ့မဲ 你如果第四次了， အေးပေါ့အမေလည်းအားမပါဘူးဘာလို့တည်စီစီရမှလည်းဒီအမေတော့လည်းရှိရရအောင်အဖေလည်းရှိရလည်းမဟုတ်ဘူး 二十岁没得了没呢？哎呦我的妈！ အမေအမွေးပြမထားကလေးဆိုမမေးရသေးဘူးလေအမေအပြောလေအမေဒီဝါတော့အမွေနဲ့ဘလို့ရှားမလဲဟဲ့နေခုနမေးရတဲ့ရောအမေဘလို့တိမလဲဟာအမေတို့ကစနေပါတယ်ဘာမှမပြောပါဘူးအော်ငါဆိုင်ရပြီဟဲ့ငါတီးတဲ့ဘိုးတော်ရောက်ရှိရဲ့အမှသမင်းရောဟဲ့အဲ့ဘိုးတော်နဲ့ဘာဆိုင်လဲအမွေတွေကိုဖတ်ထားတာအဲ့ဘိုးတော်မှမဟုတ်တာဟဲ့ဒါပေမဲ့အဲ့ဘိုးတော်ကအသားမြင်ရတဲ့ဝိရင်နဲ့ရှိဆက်မှုရှိရဆိုတာပါလားပဲငါကြားဘူးတာတော့ညတော့ဘယ်လိုလုပ်ပါဟဲ့အေးမင်းပြောရဟာပဲအေးလို့ရှိဆက်မှုရှိရဆိုတာပဲလာတော့ရအောင်မနဲ့ငါနဲ့အမေဘာလားမလို့ရတယ် ဒီနေ့ကနေသမီးနဲ့ဘုဒ္ဓဟူသမီးပါလားဘာကြောင့်ကိစ္စမှရှင်းရတာကြတော့ အော်ဟုတ်မားနေချင်းတနင်္ဂနွေနေ့ပို့လို့မဟုတ်ရှင်တနေ့တနေ့ပါရှင် ဘာကြောင့်ကိစ္စရှိလို့ဘာကြောင့်ကိစ္စရှိလို့ဘုရားစီလား ဘိုးတော်မင်းဆရာလေးရှိလို့ပါကျမတို့အမေကလေတေသွားတော့အဲ့အမျိုးကိစ္စကြီးကျမတို့ညကဘာမှမပြောအဲ့ဘိုးတော်လေးတိမလားလို့မင်းပါအဲ့ဒါကျမတို့ကိုညီပြမအောင်တော့ဘိုးတော် ဩသမီးတို့ရဲ့အမေကတော့အရက်ရှိတာပဲနော် ဟောလေးကျမတို့မြန်လေးဆရာအရင်မရှိဘူး ဟောအရင်ရှိလားခဏနေလားဆိုရင်ဩပေဖုံးရောအရှိအဝကြီးဖြတ်သွားတာဒီကခုလေးကြောင်ဆရာတို့မေးမေးနော်မေးမေးနော်မေးမေး ဟောလေးဆရာကျမတို့အမေရောတွေ့လား ဘာလို့တွေ့ရမှာတွေ့ရဘောမတွေ့ရနေပါမလားသမီးရဲ့အမေကဆရာကိုခေါ်နေတာခဏလေးလားဆိုဆရာပြန်မေးလိုက်မယ် အော်လာဆရာတွေ့ရဆရာအဲ့ဆိုရင်လေကျမတို့ညီမညက်ကိုပြန်မအမှုထားပြလိုက်ဆက်ဆက်မေးပြပါဦးဟုတ်တယ်ဘိုးတော်အဲ့ဒီအမှုကိစ္စမေးမလို့လားအဲ့ကျမတို့မေးပြပါအောင် ဒီလိုရဲ့အမေကအေးအားကတမ်းနေမှာထည့်ထားတာတဲ့ 八十个人，这把这里面他们差不多，这里差不多，这里差不多，你不说人家。哎，不能，我怎么有把你手表呢嘞？我怎么了？我手表耶？ အဲ့ဆိုဆရာကျမတို့အမေရဲ့အမွေတွေကစမ်းကြမှာထားသိချာလားဆရာ ဒီချာပဲနေပါမလားငါအယုံခံနေတယ်နေ့မြန်ငါ့ကိုပြောနေတယ်ချမ်းပြောင်းမှာပဲရှိတယ်တဲ့အဲ့ဒါကိုမျက်ဖြင့်ထူလိုက်ပါလို့ပြောနေတယ်ငါ့ကိုပြောနေတယ် ဟုတ်လားဆရာဆရာသိချာလားအဲ့ဆိုရင်ကျမတို့နဲ့ပြန်တိုင်းတူးလိုက်မယ်ဆရာ 你不住呢？你不呢？我今天嘛去读了，不要紧嘞。你不说朋友。 အဲ့ကြောင့်သမီးတို့စတူးရမယ်နော် 嘿，不能说你那怎么有把你手表呢？ ကျေးဇူးပါနော်ဆရာကျေးဇူးပါပြီးတော့အဲ့ဒါဘယ်လိုတော့မင်းတူဖြစ်နေတာဆရာနဲ့တွေ့ရပဲအဲ့ကျမတို့စမ်းကြည့်လိုက်မယ်နော်ကျေးဇူးပါနော်ဆရာမင်းကျေးဇူးပါပြောနော်စစ်တမန်ဆရာကျေးဇူးပါကျမတို့ပြန်လာမယ်နော် ။ဩရပါတယ်သမီးကကြီးစတင်စားမလို့ပါဘူးနော်။ကြီးစတင်စားမလို့။ဒါလေးအမွေရရင်လည်းဆရာကိုနည်းနော် ကျုပ်ကဘိုးတော်ပြောအောင်အမွေမက်တာကွာငါတို့เนี่ยပဲခွဲရမရဘူး तू ကလည်းမက်နေသေးတယ်ဟဲ့ညလေပါမျိုးတယ်အများကြီးနဲ့ငါလည်းပိုင်ဆန်းလိုက်ဒီနေ့ပေးရပါတယ်ဟောရပါတယ်ဘိုးတော်လည်းပေးမှာပေါ့ကျမတို့ကဘိုးတော်အတွက်ကရှိပြီစား 嘿，怎么好不？ ဆရာကျမတို့เนี่ยပြန်လာမယ်နော်ကျေးဇူးပါနော်ဆရာ 哎，我